ISP နဲ့အတူမိနစ်30အစီအစဉ်ကိုတက်ရောက်လာကြတဲ့ကပြည်ရုံသူရုံသားများအားလုံးမင်္ဂလာပါရှင်။အခုလိုအချိန်ပေးပြီးတက်ရောက်ပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ကျွန်မကတော့ဆူလီဟန်ပါ။ဒီနေ့အစီအစဉ်မှာအခမ်းအနားမှုဖြင့်ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒီကနေ့ဆွေးနွေးကြမယ့်အကြောင်းအရာကတော့ပဋိပက္ခစီးပွားရေးရိုက်ခတ်မှုရှမ်းမြောက်တန်ရာနဲ့ရုံးကန်ရှင်တန်ရာချင်းဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်ရှင်။ပါဝင်ဦးဆောင်ဆွေးနွေးကြမယ့် panelist တွေကတော့ ISP မြန်မာရဲ့လူငယ်သူတည်သူတွေဖြစ်ကြတဲ့ကိုထက်ရှိန်မင်းရီမွန်နဲ့မနန်းကြည်တို့ပဲဖြစ်ပါတယ်။ panelist တွေရဲ့ဆွေးနွေးမှုအပြီးမှာတော့ကျမတို့ရဲ့ဒီနေ့ပွဲစဉ်ကိုတက်ရောက်လာကြတဲ့ကပင်ရဝန်းသူရဝန်းသားတွေစီကနေမိကုန်းနဲ့မှတ်ချက်တွေကိုလက်ခံဆွေးနွေးသွားမှာပါ။ live ကနေလည်းဆွေးနွေးလို့ရတယ်လို့ chat box နဲ့ Q&A session ကနေလည်းမိကုန်းနဲ့မှတ်ချက်တွေကိုပေးပို့ထားလို့ရပါတယ်။စီစဉ်အချိန်အကန့်အသတ်ကြောင့်ပွဲချိန်အတွင်းမှာကျမတို့ဘက်ကမိကုန်းအားလုံးကိုမဖြေလိုက်နိုင်ဘူးဆိုရင်ဒီမိကုန်းတွေကို email ကနေတစ်ဆင့်ပြန်လည်ပေးပို့ပြီးဖြေချသွားမှာပါ။ဟုတ်ကဲ့ဒါဆိုရင်ကျမတို့ရဲ့ဆွေးနွေးပွဲစတင်ပါတော့မယ်ရှင်။ panelist ဖြစ်တဲ့ကိုထက်ရှိကဦးဆောင်ဆွေးနွေးပေးပါအောင်ရှင်။ဟုတ်ကဲ့မင်္ဂလာပါခင်ဗျ။ပထမဆုံးအနေနဲ့တော့ဒီနေ့ ISP နဲ့အတူမိနစ်30အစီအစဉ်ကိုအချိန်ပေးပြီးရောက်လာကြတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျ။ကျွန်တော်တို့ ISP မြန်မာအနေနဲ့ဒီမြန်မာပြည်တွင်းမှာရှိတဲ့ပြည်ပခစီးပွားရေးအကြောင်းကို2025ခုနှစ်ကနေစပြီးတော့သုတေသနပြုလေ့လာခဲ့ပါတယ်။ပြည်ပခတွေပြင်းထန်နေတဲ့နေရာတွေမှာမတည်ငြိမ်တဲ့နေရာတွေမှာရွှေမြေရှားတထုကြောင်မီသွေးဒီလိုတန်မိုးကြီးတည်ရန်စာတာတွေကိုဘယ်သူတွေကဘယ်လောက်တူးဖော်ပြီးတော့ဘယ်လောက်အကျိုးမြတ်ရနေလဲ။နေဆက်ကုန်သွယ်ရေးကိုဘယ်သူတွေကထိန်းချုပ်ထားလဲ။နောက်တော့မူရစေဝါနဲ့လက်နက်ကုန်သွယ်ရေးကနေကြားခန့်လုပ်ငန်းတွေအထိဒါတွေကိုကျွန်တော်တို့လေ့လာခဲ့ကြပါတယ်။အထူးသဖြင့်တော့ရှမ်းမြောက်ဒေသနဲ့ကရင်ဒေသကိုကျွန်တော်တို့လေ့လာခဲ့ကြပါတယ်။ဒီနေ့မှာတော့ရှမ်းမြောက်ဒေသရဲ့ပြည်ပခစီးပွားရေးအခြေအနေအကြောင်းကိုကျွန်တော်တို့ဆွေးနွေးတင်ပြချင်တာပါ။နောက်လာမယ့်အစီအစဉ်တွေမှာလည်းကရင်ဒေသအကြောင်းကျွန်တော်တို့ဆွေးနွေးတင်ပြဖို့ရှိပါတယ်ခင်ဗျ။ဒီနေ့ဆွေးနွေးပွဲကိုတော့ကျွန်တော်တို့အပိုင်း၃ပိုင်းခွဲပြီးတော့တင်ပြချင်ပါတယ်။ပထမပိုင်းမှာကတော့ဒီရှမ်းမြောက်ဒေသမှာရှိတဲ့ပြည်ပခစီးပွားရေးရဲ့အကျိုးဆက်ကြောင့်လူထုကဘယ်လိုအကျိုးရလဒ်တွေကိုခံစားနေကြရလဲ။နောက်ဒုတိယပိုင်းမှာတော့ဒီအကျိုးဆက်တွေကိုလူထုကဘယ်လိုတုံ့ပြန်နေကြလဲနဲ့နောက်တတိယပိုင်းမှာဒါတွေဘာကြောင့်ဖြစ်နေရလဲဆိုတာကိုကျွန်တော်တို့ဆွေးနွေးပြောပြချင်တာပါ။ဆိုတော့ဒါတွေကိုမပြောပြခင်မှာကျွန်တော်ပထမဆုံးအနေနဲ့ရှမ်းမြောက်ဒေသမှာရှိတဲ့ပြည်ပခစီးပွားရေးအခင်းအကျင်းအကြောင်းအနည်းငယ်ပြောပြချင်ပါတယ်။ရှမ်းမြောက်ဒေသမှာဆိုလို့ရှိရင်စီးပွားရေးအရာအရေးပါတဲ့အခြေခံအဆောက်အအုံတွေအများပြားရှိပါတယ်။ဒီထဲမှာမှကျွန်တော်တို့ရဲ့သုတေသနတွေ့ရှိချက်တွေအရဆိုလို့ရှိရင်တပ်ဖွဲ့အသီးသီးကအပြည့်အဝထိန်းချုပ်ထားနိုင်တဲ့အခြေခံအဆောက်အအုံကအရေးအတွက်အနေနဲ့ဆိုစုစုပေါင်း322ခုထပ်မံရှိပါတယ်။ဆိုတော့အခုပြထားတဲ့ပုံအတိုင်းပဲပေါ့နော်။ဒီရှမ်းမြောက်ဒေသမှာရှိနေတဲ့စီးပွားရေးအခြေခံအဆောက်အအုံတွေကိုအများဆုံးထိန်းချုပ်ထားနိုင်တာကတော့တအန်းတက် TNL ပါပဲ။ဒီစစ်ကောင်စီကတော့ဒုတိယနေရာမှာရှိပါတယ်။ကိုကန်တက် MNDAA ကတော့တတိယအများဆုံးပါပဲ။ဒီစီးပွားရေးအခြေခံအဆောက်အအုံ322ခုထဲကနေပြီးတော့မှစီးပွားရေးအရာနောက်လုံခြုံရေးအရာပြီးတော့တည်နေရာအရာအရေးပါတဲ့အဆောက်အအုံတွေကိုစစ်ထုတ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အရေးအတွက်အားဖြင့်48ခုရှိပါတယ်ဒီမှာတော့အပြောင်းလဲတချို့ကိုမြင်နိုင်ပါတယ်ခင်ဗျအခုပုံမှာတွေ့ရတဲ့အတိုင်းပဲပေါ့အရေးပါဆုံးအခြေခံအဆောက်အအုံတွေကိုအများဆုံးထိန်းချုပ်ထားရတာကတော့ကိုကန်တက် MNDAA ပဲဖြစ်ပါတယ်ရာခိုင်နှုန်းအနေနဲ့ဆိုရင်42ရာခိုင်နှုန်းရှိပါတယ်ဒုတိယအများဆုံးထိန်းချုပ်ထားတာကတော့စစ်ကော်မရှင်ပါပဲ25ရာခိုင်နှုန်းထိန်းချုပ်ထားပါတယ်နောက်တစ်ခုကတော့တယံဇာတတွင်းထွက်တွေအကြောင်းပေါ့ရှမ်းမြောက်ဒေသမှာဆိုရင်တယံဇာတတွင်းထွက်တွေတူးဖော်နေတဲ့လောက်ကွက်ပေါင်းကအနည်းဆုံး32ခုထက်မနည်းရှိပါတယ်ဒီလောက်ကွက်အားလုံးရဲ့35ရာခိုင်နှုန်းက TNL ထိန်းချုပ်ထားတဲ့နေမြေတွေမှာရှိပါတယ်ဒါအခုကျွန်တော်ပြောပြခဲ့တာကတော့ဒီရှမ်းမြောက်ဒေသမှာရှိတဲ့ပြည်ပခစီးပွားရေးအခင်းကျင်းနေရာမှာအရေးကြီးတဲ့အချက်အချို့ကိုထုံးနှုတ်ပြီးတော့ပြောပြခဲ့ရပါဆိုတော့အခုဆက်လက်ပြီးတော့ဒီရှမ်းမြောက်ဒေသမှာပြည်ပခစီးပွားရေးကြောင့်အခြေခံလူထုကဒေသခံလူထုကဘယ်လိုအကျိုးဆက်တွေခံစားနေရလဲဆိုတာကိုမယီမွာဆက်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျာကိုထက်ရှင်ရတော့ပေါ့နော်ဒီရှမ်းမြောက်မှာရှိနေတဲ့စီမံကိန်းကြီးတွေနောက်ပြီးတော့ကြတော့ပေါ့နော်ဟာပြည်ပခစီးပွားရေးရဲ့ဒါနောက်ခံအချက်လက်တွေကိုအချင်းချင်းပြပြခဲ့ပါတယ်ကျွန်တော်ကတော့ပေါ့နော်ဒီစီမံကိန်းကြီးတွေဒီပြည်ပခစီးပွားရေးရဲ့တက်ရောက်မှုတွေကိုကျွန်တော်ဒါအပိုင်း၃ပိုင်းနဲ့ဆွေးနွေးချင်ပါတယ်ပထမတစ်ပိုင်းကကြတော့ပေါ့နော်ဒါဒေသခံတွေရဲ့စီးပွားရေးအခြေအနေတွေနောက်သူတို့ကြုံနေရတဲ့ဒီသဘာဝပေါင်းကျင်ထိခိုက်မှုအခြေအနေတွေနဲ့ဒီနောက်ဆုံးတစ်ပိုင်းကတော့ဒါလူမှုရေးဆိုင်ရာအခြေအနေတွေဆိုပြီးတော့မှကျွန်တော်ဆွေးနွေးသွားပါမယ်ဗျဒီစီးပွားရေးအခြေအနေတွေမှာဆိုရင်တော့เนาะဒီပြည်ပခစီးပွားရေးရဲ့ရှင်သန်အားကောင်းလာတာကဒီဒေသခံတွေရဲ့ဒီလုံငုံနေရေးလုပ်ငန်းတွေသူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုဒါအပြောင်းလဲတွေဖြစ်စေခဲ့ပါတယ်ရှမ်းပြည်နယ်ဆိုတာကဒါလက်ဖက်ဆိုင်ခင်းတွေရှိတယ်ကျန်ဆိုင်ခင်းတွေရှိတယ်ပေါ့နော်ဆိုတော့လက်ရှိအခြေအနေမှာဆိုရင်သူတို့ကဒီဆိုင်ခင်းတွေမှာဆိုရင်ဒါအပြည့်အဝပြန်ပြီးတော့မှဒီလုပ်ငန်းတွေပေါ့နော်မလည်ပတ်နိုင်သေးပါဘူးဥပမာပြောရမယ်ဆိုရင်ပေါ့နော်ဒါတီဘောမျိုးနယ်ထဲမှာရှိရဲ့လက်ဖက်ဆိုင်ခင်းတွေမှာဆိုရင်ဒီ
စိုက်ခင်းတွေမှာအလုံးလုံးနိုင်ဆိုရရှိတဲ့ဒါလူငယ်တွေကပေါ့နော်သူတို့ဒီမှာအလုံးမလုံးတော့ဘဲနဲ့တခြားပြည်နယ်တွေတခြားမြို့တွေကိုပြောင်းရွှေ့သွားကြတယ်နောက်ပြီးတော့ဒီအိန္ဒိယနိုင်ငံတွေဖြစ်တဲ့ထိုင်းနိုင်ငံလို့တရုတ်နိုင်ငံလို့ပေါ့နော်သူဒီမှာအလုပ်တွေပြောင်းရွှေ့လုပ်ကိုင်ရတဲ့အခြေအနေတွေလည်းရှိတယ်ပေါ့နော်နောက်သူတို့ဒါပြည်တွင်းထဲမှာဆက်ပြီးနေကြတယ်ဆိုရင်လည်းပဲဒီပေါ့နော်ကြားဖြတ်ယုံလေးလို့နောက်ဒီလောင်းကစားယုံလေးလို့စတဲ့ဒီပေါ့အချိန်တိုတွင်းမှာများများနဲ့လွယ်လွယ်ရနိုင်မဲ့အလုပ်တွေကိုရွေးချယ်ပြီးတော့မှလောက်ကင်လာကြတာပါအရင်ကတော့ဒီအလုပ်တွေဆိုတာကဒါအပြစ်တင်ခြင်းစရာနှာခေါင်းရှုံခြင်းစရာတွေပေါ့နော်ဒါပေမဲ့လည်းလက်ရှိအခြေအနေမှာဆိုရင်တော့ဒါတွေကိုဒါတမယိုးကြလုပ်ငန်းတစ်ခုလို့ရုံးလုပ်ငန်းတစ်ခုလို့မျိုးတောင်မှပြောင်းပြီးတော့မှမြင်လာကြပါပြီဆိုတော့ဒါတွေကပေါ့နော်ဒါအများမိုးကားရေတောက်လို့တောက်ရတယ်ဆိုတာထက်ရွေးချယ်စရာမကြံတော့လုံးလို့ကိုလိုက်တောက်ရတဲ့သဘောဖြစ်နေပြီလို့ကိုဆိုနိုင်ပါတယ်နောက်ဒီရှမ်းမြောက်မှာပေါ့နော်ဒီတရုတ်နိုင်ငံဘက်ကနေဇက်ဂိတ်တွေပြန်ပြီးတော့မှဖွင့်လိုက်ပြီးဆိုပြီးတော့မှဆိုကြတယ်ပေါ့နော်ဒါပေမဲ့လည်းအခုဒီမြေပုံပေါ်မှာပြထားသလိုပဲပေါ့နော်ပင်မကုံသွဲရေးလမ်းကြောင်းဖြစ်တဲ့မူဆယ်မန္တလေးလမ်းကြောင်းကုံသွဲရေးလမ်းကြောင်းပေါ်မှာဆိုရင်ဒါလက်နက်ကိုင်တပ်ဖွဲ့အသီးသီးရဲ့ထိန်းချုပ်မှုတွေကိုကျွန်တော်တို့ဒါမြင်နိုင်နေပေါ့နော်ရှမ်းမြောက်ဒေသခံအနေနဲ့ဆွေးနွေးကြည့်တဲ့အခါမှာဆိုရင်လည်းပဲဒါတိုက်ပွဲမဖြစ်ခင်အခြေအနေနဲ့ပြန်ပြီးတော့နှိုင်းယှဉ်ကြည့်တဲ့အခါမှာဆိုရင်ဒီကုံသွဲရေးကအရင်အခြေအနေနဲ့ဆိုရင်၄ပုံတစ်ပုံလောက်၅ပုံတစ်ပုံလောက်ပဲပြန်ပြီးလဲပတ်နိုင်သေးရဲ့လို့ဆိုကြပါတယ်လက်တွေ့မှာဆိုရင်လည်းပဲပေါ့နော်ဒီကုံသွဲရေးလမ်းကြောင်းတစ်လျှောက်မှာဒီအခွန်ဂိတ်တွေများတာအခွန်နှုံးတာတွေမြင့်တာနောက်ပြီးတော့ဒီအဖွဲ့တွေအများကြီးနဲ့ပြောဆိုဆက်ဆံရတာဒါတွေကြောင့်မလို့အခက်အခဲတွေကလည်းရှိနေသေးပါနောက်ဒီမြို့ထဲမှာလည်းပေါ့နော်အခွန်နှုံးတာကလည်းမြင့်လာတယ်ပေါ့နော်နတ်ခမ်းမြို့မှာဆိုရင်ဒါအခွန်နှုံးတာတွေများလို့ပေါ့နော်ဒီဈေးဆိုင်တွေပြန်မဖွင့်နိုင်သေးတာနောက်ဒီစီးပွားရေးလုပ်ငန်းတွေခဏရပ်ထားရတာစတဲ့ဒီအခြေအနေတွေဆိုရင်2025ခရရနဲ့ရှိတယ်ပေါ့နော်နောက်ဒီမြို့အဝင်မြို့အထွက်တွေမှာဆိုရင်လည်းပဲဒီအခွန်နှုံးတာများလို့ဒေသခံတွေကတနေရာနဲ့တနေရာသွားရတာလာရတာဒီလိုအခက်အခဲတွေလည်းရှိနေပါတယ်ဒုတိယတစ်ပိုင်းကတော့ဒါသဘာဝပတ်ဝန်းကျင်ထိခိုက်မှုပါရှမ်းမြောက်ကဆိုရင်ပေါ့နော်ဒါတွင်းတက်အမျိုးအစားဒါတရားစဲထက်မနဲ့ထွက်တဲ့ပြည်နယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမြေပုံပေါ်မှာဆိုရင်လည်းမြင်နိုင်ပါတယ်ဒီမြေပုံမှာဆိုရင်တော့ကျွန်တော်တို့ဒါမိုင်းတွင်းတွေရှိတဲ့အခြေအနေတွေနောက်ပြီးတော့ဒီလက်နက်ကိုင်အဖွဲ့တွေရဲ့ထိန်းချုပ်မှုအခြေအနေတွေကိုကျွန်တော်တို့ဒါမြင်နိုင်ပါတယ်ဗျအဓိကထွက်တာကတော့ရွှေတို့ကြောင်မီးသွေးတို့ခဲတို့ရှိတယ်ပေါ့နော်ဆိုတော့ဒီလုပ်ငန်းတွေကိုဒီနယ်မြေထိန်းချုပ်နေတဲ့လက်နက်ကိုင်အဖွဲ့တွေစီးတွေမှာဒါဆိုင်ရပိုင်ရကုမ္ပဏီတွေကနေပြီးတော့မှအခွန်ဆောင်ပြီးတော့လုပ်ကင်ကြပါတယ်အဓိကကတော့ဒါတရုတ်နိုင်ငံကကုမ္ပဏီတွေပေါ့နော်ဥပမာဆိုရင်နတ်ခမ်းမှာဒီတရုတ်ကုမ္ပဏီတွေကနေတစ်ဆင့်ဆီလီကွန်ကျောက်တူးဖော်တဲ့လုပ်ငန်းတွေရှိတယ်နောက်ပြီးတော့ကြောင်မဲနဲ့တိန်နီဘက်မှာဆိုရင်ဒါကြောင်မီးသွေးတူးဖော်တာတွေနောက်တန်ရမ်းမြို့နယ်ထဲမှာဆိုရင်ဆီလီကွန်ကျောက်တူးဖော်တဲ့လုပ်ငန်းတွေရှိပါတယ်ဒီလိုတွင်းထွက်တွေအများကြီးရှိတယ်မိုင်းတွင်းတွေအများကြီးရှိတယ်ဆိုပေမဲ့လည်းဒီပေါ့နော်မိုင်းတွင်းတွေကရတဲ့ဒီအကျိုးအမြတ်တွေကိုတော့ဒေသခံတွေကမဆန်စားရပါဘူးသူတို့အနေနဲ့ဆိုရင်တော့ဒါပေမဲ့လည်းဒီပေါ့နော်မိုင်းတွင်းတွေကရတဲ့ဒီနောက်ဆက်တွဲသဘောပေါက်ခြင်းပျက်စီးမှုတွေဆိုရင်တော့ဒီဒေသခံတွေကပဲတက်ရောက်မှုတွေအများဆုံးခံရတာပါဥပမာပြောရရင်ဒီကုမ္ပဏီတွေကနေပြီးတော့မှပေါ့နော်ဒီဒေသခံတွေရဲ့နေရာတွေမြေနေရာတွေကိုလာငှားကြတာလာဝယ်ကြတဲ့အခါမှာဒီဖြစ်လာနိုင်မဲ့သဘောပေါက်ခြင်းပျက်စီးမှုတွေကိုဒေသခံတွေကနေပါမသိရှိကြဘူးပေါ့နော်ဆိုတော့ကျွန်တော်ပြောချင်တာကတော့ဒါရေရုညင်ညံ့လာတာလေရုညင်ညံ့လာတာစတဲ့ဒီအခြေအနေတွေပေါ့နော်အရင်ကဒီချင်းရှူတော်တွေရှိခဲ့တဲ့ရှမ်းပြည်မှာဆိုရင်အခုဒါမိုင်းတွင်းတွေဖြစ်နေပြီပေါ့နော်ကြောင်မဲတစ်ဝိုက်မှာဆိုရင်ဒီတယံဇာတတူးဖော်မှုတွေကြောင့်ရေရုညင်ညံ့လာတဲ့အခြေအနေတွေလည်းအများကြီးရှိတယ်ပေါ့နော်ဒါတောင်ကျရေတွေအရှောင်ပြောင်းလာတဲ့ရေတွေမဲပြီးညစ်သွားတဲ့ဒီလိုမျိုးအခြေအနေတွေပါဆိုတော့တန်ရမ်းမြို့နယ်ထဲမှာဆိုရင်လည်းပဲဒါဒီလထဲမှာပဲပေါ့နော်တလင်းကြောက်တူးလို့ဒါရေတွေညဉ့်ညံလာမှာနောက်ဒီဒေသခံတွေရဲ့လက်ငုပ်လက်ရင်လုပ်ငန်းတွေဖြစ်တဲ့ဒီစိုက်ပျိုးရေးလုပ်ငန်းတွေအတွက်ဒါရေရင်းမြစ်ပျောက်ဆုံးလာမှာဒီအခြေအနေတွေကိုလည်းဒေသခံတွေကစိုးရိမ်နေကြပါပြီဒီလိုမျိုးဖြစ်ရတွေနဲ့ပတ်သက်လို့ပေါ့နော်ဒေသခံတွေကဘယ်လိုမျိုးတွေတုံ့ပြန်ခဲ့လဲပေါ့နော်ဒီမှာဆိုရင်တော့ဒါဒီလထဲမှာပဲပေါ့နော်ဒီမန်ဆယ်ထဲမှာဆိုရင်ရွှေတူးဖော်တာကိုစိုက်ကျင်ဆန္ဒပြခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိပါတယ်နောက်ဒီမနှစ်ကလည်းပေါ့နော် TNL ထိန်းချုပ်ထားတဲ့နတ်ခမ်းမြို့နယ်ထဲမှာဆိုရင်ဆီလီကွန်ကျောက်တူးဖော်တာကိုဒါစိုက်ကျင်ဆန္ဒပြခဲ့တဲ့ဖြစ်ရတွေလည်းရှိပါတယ်ဆိုတော့တတိယတစ်ချက်အနေနဲ့ဆိုရင်ဒါပရိပခစီးပွားရေးကဒေသခံတွေရဲ့ဒီလူမှုပတ်ဝန်းကျင်ကိုလည်းပဲပြောင်းလဲစေခဲ့ပါတယ်ဆိုတော့စစ်စင်ရေးအပြီးမှာပေါ့နော်ရှမ်းမြောက်ကဒေသခံတွေရဲ့နေ့စဉ်ဘဝတွေမှာဒါအပြောင်းလဲတွေကြုံလာတယ်ပေါ့နော်ဒီအုပ်ချုပ်သူအပြောင်းလဲနောက်ဆက်တွဲမှာဒါမူရစေဝါရောင်းဝယ်မှုတွေပိုများလာတာသူနဲ့တစ်ဆက်ထဲမှာပဲမူရစေဝါသုံးတဲ့သူတွေပိုများလာတယ်လောင်းကစားယုံတွေများလာတယ်ပေါ့နော်ဒီလိုမျိုးအခြေအနေတွေအပြင်ကိုပဲဒါ MNDAA ထိန်းချုပ်ထားတဲ့ဒါတိန်ဒီမျိုးမှာဆိုရင်လည်းပဲဒီတရုတ်လုပ်ငန်းရှင်တွေပို့ပြီးတော့များလာတယ်ပေါ့နော်တရုတ်လုပ်ငန်းရှင်တွေပိုများလာတဲ့အတွက်ဒီတရုတ်နိုင်ငံရဲ့ဩဇာတက်ရောက်မှုတွေကပိုကြီးလာတယ်တိန်ဒီမျိုးထဲမှာလည်းပဲဒီတရုတ်စာတရုတ်စကားကိုဒါအဓိကထားပြီးတော့ပြောဆိုလာကြတယ်နောက်သူတို့ဒီတိန်ဒီမျိုးတွေကဈေးတွေမှာဈေးရအစပေါ့နော်ဒီတိန်ဒီစော်ဝါရဲ့ Honor ဆိုင်ဘုတ်ကအဆုံးဒါတရုတ်လူမျိုးတွေရေးလာတဲ့အတွက်ဒေသခံတွေအနေနဲ့သူတို့ရဲ့ယဉ်ကျေးမှုတွေသူတို့ရဲ့အမွေအနှစ်တွေဒီလိုမျိုးဒီသူတို့ရဲ့တရုတ်တကန်တွေကိုကျိုးပြတ်သွားမှာကိုစိုးရိမ်နေကြပါပြီ
ဆိုတော့ကိုမွေးဖွားရာကိုရဲ့ဒီဇာတိတွေကိုမြေကိုရေမှာဆက်ပြီးတော့မှနေကြပေမဲ့လေပေါ့နော်ဒီပရိပုခနောက်ဆက်တွဲရဲ့အပြောင်းလဲတွေကြောင့်ဒီကိုမြေကိုရေကိုကြီးပြင်းရထားနေကိုပို့ပြီးတော့မှလွှမ်းဆွနေရတဲ့အနေအထားတွေကိုကျွန်တော်တို့တွေးခဲ့ရပါတယ်ဗျဆိုတော့ကျွန်တော်ဆွေးနွေးတာကိုပြန်ပြီးတော့ချုပ်ရရင်ပေါ့နော်ဒီအုပ်ချုပ်သူအပြောင်းလဲဖြစ်သွားပြီမဲ့ဒီဒေသတွေမှာကအခက်အခဲတွေအကြက်တဲတွေနဲ့ဒါဒေသခံတွေကတော့ရင်ဆိုင်နေရတော့မှာပဲဆိုတော့ဒီလိုမျိုးဒဏ်ရာဒဏ်ချက်တွေနဲ့ရှမ်းပြည်ကပြည်သူလူထုတွေဟာဘယ်လိုမျိုးရင်ဆိုင်နေကြရလဲဘယ်လိုမျိုးဖြည့်ရှင်းနေကြရလဲဆိုတာကိုမနှန်းကြီးကဆက်ပြီးဆွေးနွေးပေးပါအောင်ဗျာဟုတ်ကဲ့ပါခင်ဗျာရှင်းမှာတော့မယင်မွန်ကဒီရှမ်းမြောက်ဒေသမှာဘာတွေကြုံတွေ့ခံစားနေရလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ပြောပြဆွေးနွေးခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်ကဒီအခက်အခဲတွေကိုဒေသခံတွေကဘယ်လိုတုံ့ပြန်ကြတယ်လဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ဆက်လက်ဆွေးနွေးပြီးတော့ပြောပြချင်ပါတယ်ခင်ဗျာပုံမှန်အခြေအနေမှာဆိုရင်လူတွေကကိုယ့်ရဲ့နေ့စဉ်ဘဝလူမှုစီးပွားရေးနဲ့ပတ်သက်ပြီးတော့မခံနိုင်လောက်စရာအခက်အခဲတွေကြုံလာပြီးဆိုရင်ဒီစနစ်ထဲမှာရှိနေတဲ့ဒီ platform မျိုးစုံကနေကိုယ့်အတန်ကိုထုတ်ဖော်ဖို့ကြိုးစားကြရပေါ့နော်ပြောရရင်တော့ကိုယ်နယ်မျိုးကိုစားပြည့်တဲ့အမတ်ကနေတစ်ဆင့်ဒီလွတ်တော်မှာဖြည့်ရှင်းတာပဲဖြစ်ဖြစ်ဆွေးနွေးဖြည့်ရှင်းတာပဲဖြစ်ဖြစ်ပေါ့နော်ဒီတရားရုံးကိုလျှောက်ထားတာပဲဖြစ်ဖြစ်အမတ်တွေကနေတစ်ဆင့်လျှောက်ထားတာပဲဖြစ်ကိုကြုံတွေ့နေရတာကိုကြုံတွေ့ခံစားနေရတဲ့ဒုက္ခတွေကိုအာဏာရှိသူတွေဖြည့်ရှင်းနိုင်တဲ့သူတွေကိုအာယုံဆိုင်လာအောင်တိလာအောင်ဆန္ဒပြတောင်းဆိုတာမီဒီယာမှာဖြေကြတာတွေစတာတွေလုပ်ကြပါတယ်ခင်ဗျဒါပေမဲ့အခုချိန်မှာဆိုရင်ဒီလိုလုပ်เสียplatform တွေအထူးသဖြင့်ပေါ့နော်ဒီ formal institution တွေကရှိမနေတာကိုလည်းတွေးနေရပါတယ်ဗျဒီရှိနေတဲ့ဒီတိုင်းသားလက်နက်ကင်တွေရဲ့ဒီအုပ်ချုပ်ရေးရန်တရားတွေဥပဒေပြဋ္ဌာန်းချက်တွေကလည်းဒီဒေတာခန်တွေရဲ့ဒီလိုအပ်ချက်တွေကိုထင်ဟပ်မှုတည်ရမလားအယောင်ပြမှုရှိရလားဆိုရဲမေးခွန်းကလည်းထုတ်ဆရာတွေရှိနေပါတယ်ဒါကြောင့်လည်းကျွန်တော်တို့ကဒီလူထုတွေတခြားဘလို့နီးလန်းတွေနဲ့တုံ့ပြန်ကြတယ်လဲဆိုရဲဟာကိုလေ့လာတဲ့အခါမှာဆိုရင်တုံ့ပြန်မှု၄မျိုးကိုကျွန်တော်တို့တွေးလိုက်ရပါတယ်ခင်ဗျဒီဖဏမဆုံးတွေးလိုက်ရတဲ့ဟာကထိတ်တိုက်ရင်ဆိုင်တဲ့တုံ့ပြန်မှုမျိုးပါပြောရရင်တော့ဒီလမ်းပေါ်မှာဆန္ဒထွက်ပြတာကိုမကျင်နဲ့တာကိုအခက်ခဲတွေကိုပြောင်းတင်းထုတ်ဖော်လိုက်တာမျိုးတွေပါဒါပေမဲ့လည်းဒီလိုတုံ့ပြန်မှုကဆိုရင်တွေ့ရတာအတော်နည်းပါတယ်ခင်ဗျဘာလို့လဲဆိုတော့ဒီလိုမကျင်တဲ့အကြောင်းကိုထိတ်တိုက်ရင်ဆိုင်ပြီးဖော်ထုတ်ရတဲ့ဟာဆိုတဲ့ဟာကသူတို့အတွက်အသိကိုစွန့်စားရတာများပါတယ်ခင်ဗျဒါပေမဲ့လည်းသူတို့တွေတသက်လုံးဆွေစဉ်မျိုးဆက်ဆိုင်လာတဲ့ဒီတောင်ရတွေမြေတွေလောက်ကင်စားလို့မရတော့တဲ့အခါမှာဆိုရင်ဒီနောက်တစ်ချက်ဒီသူတို့တနိုင်တပိုင်းစိုက်လာတဲ့တနိုင်တပိုင်းတူးလာတဲ့ဒီရွှေလောက်ကွဲတွေကိုလောက်ကင်လို့မရတော့တဲ့အခါမှာဆိုရင်သူတို့ရဲ့အထူးသဖြင့်ပေါ့နော်ဒီလိုနေ့စဉ်ဘဝရဲ့လူမှုစီးပွားရေးဟန်ချက်တွေကိုပြတ်သွားအောင်ထိခိုက်တော့မယ့်အခါမှတိုင်မခံမရက်ဖြစ်ပြီးတဲ့အခါမှာဒီနီးလန်းကိုဆုံးဖြတ်ရွေးချယ်ကြပါရခင်ဗျကြည့်ရမှာဥပမာအနေနဲ့ကြည့်ရမယ်ဆိုရင်တော့ဒီလအတော်တွင်းမှာဖြစ်ပျက်ခဲ့ဒီ MNDAA ရဲ့ဒီရွှေထုတ်မှုတွေကိုသူတို့ကမကျင်နဲ့လို့ဆန္ဒပြတဲ့လာရှုမျိုးနယ်တဲ့ကဒေသခံ36ရောက်အကြောင်းကိုကြီးလိုက်ရမယ်ဆိုရင်သူတို့တွေပဲတိမ်ခံရတယ်အဖမ်းခံရတယ်အရိုက်နှက်ခံရတယ်ပေါ့နော်15ရက်လောက်အကြာမှာသူတို့ပြန်လွတ်လာတယ်ဆိုပေမဲ့လည်းဒီဖြစ်စဉ်ကိုနမူနာအနေနဲ့ကြီးရမယ်ဆိုရင်ဒီပြည်သူတွေကပဲအဖမ်းခံရတယ်အရိုက်ခံရတယ်ဆိုဒီရွှေဒုဖော်မှုတွေကဒီရွှေကွက်တွေကဆက်လုံနေသေးလားဆက်လုံနေသေးလုတ်မြဲလုတ်ဆဲပေါ့နော်ဒီရက်သွားလားဆိုတော့မရက်ဘူးဒါကြောင့်မလို့လဲဒီနီလန်းတွေကဒီပြည်သူတွေလူထုတွေတဲ့အရန်ကိုစွန့်စားရတယ်ပေါ့နော်ဆိုဒုတိယပုံစံအနေနဲ့ကျွန်တော်တို့တွေးလိုက်ရတဲ့ဟာကအသားငိမ့်နေပြီးတဲ့အခါမှာလက်ရောညီထွေနေတဲ့တုပ်ပြက်မှုမျိုးပေါ့နော်ပြောရမယ်ဆိုရင်တော့ဒီချင်ဖက်ဦးတဲ့မှာခုန်ဆင်းပြီးကိုပါရောချင်လိုက်တယ်လို့မျိုးပါဒါကလည်းကိုယ့်ရဲ့သူတို့ရဲ့ရှင်တန်ရက်တီရေးအတွက်ဦးစားပေးပြီးတဲ့အခါမှာနေရတာလို့ပဲကျွန်တော်တို့ကသုံးသပ်ချင်ပါတယ်ခင်ဗျဒီပြောရမယ်ဥပမာအနေနဲ့ကြည့်ရမယ်ဆိုရင်အဖွဲ့ပေါင်းစုံတွေရှိနေတဲ့ဒီနယ်မြေထဲမှာဟိုအဖွဲ့ကိုအခွန်ပေးလိုက်တာဒီအဖွဲ့ကိုအခွန်ပေးလိုက်တာအစားတော်တွေလောက်တာတလို့တချို့ဆိုရင် EAO ထဲမှာ EAO တဲ့ထိန်းချုပ်နယ်မြေထဲမှာဆိုရင်စိုက်ပျိုးရေးတွေလှုပ်ဆောင်တာတူးဖော်ရေးတွေကိုလှုပ်ဆောင်တာတခါဒီစစ်ကောက်မရှင်ရဲ့ထိန်းချုပ်နယ်မြေထဲမှာဆိုရင်ပြန်ရောင်းရတာမျိုးတွေပေါ့နော်ဒီလိုကူးတန်းသွားလာရင်းနဲ့ဒီအဖွဲ့ပေါင်းစုံတွေနဲ့ထိတွေ့ရတယ်အဲ့ဒီထိတွေ့တဲ့အခါမှာဆိုရင်ပေးစရာရှိတာပေးလိုက်တယ်သူတို့ကိုမစမ်းကျင်ပဲနဲ့ကိုယ့်ရဲ့အရှင်တန်ရက်တီရေးအတွက်ကိုပဲဦးစားပေးပြီးတော့လိုက်ရညီထွေမှုမဖြစ်အောင်လိုက်ပြီးပြောင်းလဲ adapt လုပ်နေတဲ့တုံ့ပြန်မှုမျိုးကိုလည်းကျွန်တော်တို့တွေ့ရပါတယ်ခင်ဗျတ
တတိယတုတ်ပြန်မှုကတော့ကျွန်တော်တို့ကဖန်နမလိုမျိုးဖန်နမဆုံးပေါ့နော်ဒီစွန့်စားရတဲ့ထိတ်တိုက်မျိုးကိုလည်းသူတို့ကမရွေးချယ်ဘူးဒီဒုတိယပုံစံမျိုးဖြစ်နေတဲ့အရှင်သန်ရက်တီရေးကိုလည်းမရွေးချယ်ဘဲနဲ့ဒီနေရာဒီအရက်ကနေထုတ်ခွာသွားဖို့ရွေးချယ်လိုက်တဲ့တုံ့ပြန်မှုမျိုးကိုလည်းကျွန်တော်တို့တွေ့ရပါတယ်ဗျရှေ့မှာကျွန်တော်တို့ပြောခဲ့တယ်လို့ပြောပေါ့နော်ဒီထိတ်တိုက်တွေ့ဖို့ကလည်းတိတ်စွန့်စားရလွန်းတဲ့အခါမှာဆိုရင်ကျုံတလူလော်ခန့်ရင်လော်ခန့်မဟုတ်ရင်လည်းဒီမြို့ဒီရွာတွေထက်ပိုပြီးတော့လုံခြုံစိတ်ချရတယ်ဆိုတဲ့ထင်တဲ့ပေါ့နော်ထင်တယ်လို့ပဲပြောချင်ပါတယ်ထင်တဲ့ဒီတခြားလူမျိုးမန္တလေးတို့လိုနေရာမျိုးမှာတောင်ကြီးတို့လိုနေရာမျိုးမှာပြောင်းရွှေ့သွားကြတာပါဒီပြောင်းရွှေ့လာတဲ့အခါဒီပြောင်းရွှေ့နေတဲ့သူတွေဟာလည်းတိုက်ပွဲကြောင့်မို့လို့ပြောင်းရွှေ့ရတဲ့စစ်ဆောင်တွေလည်းရှိနေတယ်လို့ကိုယ့်ရဲ့အခက်ခဲတွေကိုပေါ့နော်ဖြည့်ရှင်းစရာလမ်းစာမရှိတော့လို့ဒီကနေထွက်ခွာဖို့ရွေးချယ်ကြတဲ့သူတွေလည်းရှိပါတယ်။ဥပမာအနေနဲ့ကြည့်ရမယ်ဆိုရင်အခုနောက်ပိုင်းမှာဆိုရင်လက်နက်ကင်အတီးတီးကစားဒီအပြန်ဆိုင်တွေစစ်သားတွေစုဆောင်းလာကြရတယ်ပေါ့နော်ဒီလိုမျိုးစစ်မှုထမ်းတွေခေါ်လာတဲ့အခါမှာဒီနယ်မြေမှာအထူးသဖြင့်လူငယ်တွေကရှောင်သွားကြတယ်သူတို့ဒီနေရာမှာဘလို့မှဆက်လက်လုတ်ကင်စားတောက်လို့မရတော့တဲ့အခြေအနေကြောင့်မို့လို့ဒီနယ်ကနေပဲထွက်ခွာသွားဖို့ဆုံးဖြတ်ကြတဲ့တုံ့ပြန်မှုမျိုးကိုလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့နောက်ဆုံးတစ်ခုကတော့ဒီဖန်မတစ်ခုလိုတိတ်ဆွန်းစားရတဲ့ထိတ်တိုက်မျိုးကိုလည်းမလုပ်တော့ဘူးထုတ်လည်းမပြောတော့ဘဲနဲ့ဘာတွေဖြစ်နေခဲ့လဲဘာတွေဖြစ်နေလဲဘာတွေဖြစ်ခဲ့လဲဆိုရဲဟာကိုတိတိကျကျမှတ်တမ်းကြအောင်လုပ်နေကြတဲ့လူတချို့ကိုလည်းကျွန်တော်တို့တွေ့ရပါတယ်ခင်ဗျဒါကတော့အထူးသဖြင့်ဒီအခုချိန်ထိရှမ်းမြောက်ဒေသထဲမှာရှိနေသေးတဲ့အရက်ဖက်လူအဖွဲ့အစည်းတွေပေါ့နော်သူတို့တွေဟာသူတို့ရဲ့လုံခြုံရေးလူမှုစီးပွားရေးအခက်အခဲတွေအမျိုးမျိုးကြားတဲ့ကနေပဲဒီ data မှာဆက်ရှိနေပြီးတော့ဒီ data ခံလူထုတွေဘာတွေကြုံတွေ့ခံစားနေရတာလဲဆိုရဲဟာကိုချက်ချင်းထုတ်ပေါ်မပြောပေးနိုင်ဘူးချက်ချင်းဒီတရားမျှတမှုကိုမကူပေးနိုင်သေးဘူးဆိုရင်တောင်မှဒီမှာဘာဖြစ်ခဲ့တာလဲဆိုရဲဟာနဲ့ပတ်သက်ပြီးတော့အတိအကျမှတ်တမ်းထားနိုင်ဖို့အတွက်စ조사နေတဲ့လူတချို့ကိုလည်းရှိနေပါတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ရှမ်းပြည်မြောက်ပိုင်းမှာဆိုရင်ပရိပခစီပွားရေးအကြောင်းမလို့ဖြစ်လာတဲ့အကျိုးဆက်တွေကပြည်သူတွေကဘယ်လိုမျိုးတုံ့ပြန်ကြတာလဲဆိုတော့တုံ့ပြန်ချက်၄မျိုးကိုဆွေးနွေးသွားတာဖြစ်ပါတယ်ခင်ဗျဒီဆက်လက်ပြီးတော့ကိုထက်ရှင်ကဘာကြောင့်ဒီလိုအကျိုးဆက်တွေကြုံနေရတာလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပြီးသွားမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဆိုတော့ကျွန်တော်တို့ပြောခဲ့တာတွေကိုပြန်ချုပ်ကြည့်မယ်ဆိုလို့ရှိရင်ဒီရှမ်းမြောက်ဒေသမှာပရိပခစီပွားရေးအရှိန်ကောင်းနေရယ်ပြီးတော့ဒီလက်နက်ကင်တပ်ဖွဲ့တွေနဲ့ဒေသခံလူကြားထဲမှာအကျိုးစီးပွားကွာဟချက်တွေရှိနေတယ်ပေါ့နော်အဲ့ဒါကြောင့်ပဲပရိပခစီးပွားရေးရဲ့အကျိုးအမြတ်ကိုကြတော့လူထုကမခံစားရဘဲနဲ့ဒီပရိပခစီးပွားရေးကရတဲ့စိုးကျိုးတွေကိုပဲလူထုကခံစားနေရတယ်ပေါ့ဆိုတော့ဒါကဘာလို့ဒီလိုဖြစ်နေရတာလဲဆိုတဲ့အကြောင်းကျွန်တော်အချက်နှစ်ချက်နဲ့ဆွေးနွေးချင်ပါတယ်ပထမဆုံးတစ်ချက်ကတော့မူဝါဒနဲ့လက်တွေ့အခြေအနေကွာဟချက်ပေါ့လက်နက်ကင်တပ်တွေကသူတို့ရဲ့ထိန်းချုပ်နေနေရဲမှာစီးပွားရေးကိုအကောင့်ထည့်ဖို့အတွက်ဆိုလို့ရှိရင်ဒေသခံတွေရဲ့လူမှုစီးပွားဘဝထက်ဆိုင်နိုင်ငံခြားယင်းနှိမ့်မြုပ်နှံမှုတွေကိုပို့ပြီးတော့ရှေ့တန်းတင်ကြပါတယ်ဥပမာပြောရလို့ရှိရင်ဒီ2025ခုနှစ်ထဲမှာ MNDAA ကချမှတ်ခဲ့တဲ့စီးပွားရေးမူဝါဒလိုမျိုးပေါ့ဒီမှာဆိုလို့ရှိရင် MNDAA ကသူ့ရဲ့ထိန်းချုပ်နေနေရဲမှာစီးပွားရေးကိုမောင်းနှင်ဖို့အတွက်တရုတ်နိုင်ငံယူနန်ပြည်နယ်ကိုဗဟိုပြုပြီးစဉ်းစားထားတာတွေ့ရပါတယ်ယူနန်ပြည်နယ်နဲ့ကုန်သွယ်ရေးတွေယူနန်ပြည်နယ်တွေကနေလာမယ့်ရင်းနှီးမြှုပ်နှံမှုတွေဒါတွေကိုဗဟိုပြုပြီးတော့ဒီဒေသရဲ့စီးပွားရေးကိုမောင်းနှင်ဖို့သူတို့စဉ်းစားထားတာပေါ့နော်ဆိုတော့အဲ့ဒါကြောင့်ပဲ MNDAA ကသူတို့ရဲ့ထိန်းချုပ်ရာဒေသကနိုင်ငံခြားလုပ်ငန်းရှင်တွေအတွက်ရင်းနှီးမြှုပ်နှံမှုစိတ်ချရတဲ့အကြောင်းတည်ငြိမ်တဲ့အကြောင်းဒါတွေကိုသက်သေပြဖို့ကြိုးစားပါတယ်အကျိုးဆက်အနေနဲ့ကတော့ခုနရှိမှမဲ့ရင်မပြောခဲ့သလိုပဲဒေသခံတွေရဲ့မီယိုးဖလာစိုက်ပျိုးမြေဒါတွေကိုလုပ်ငန်းရှင်ကြီးတွေစီမှာဖိအားပေးပြီးငှားရမ်းလိုက်ရတာမျိုးနောက်စီးပွားဖြစ်စိုက်ခင်းကြီးတွေဖြစ်အသွင်ပြောင်းလိုက်ရတာမျိုးဒီလိုအကျိုးဆက်တွေရှိလာပါတယ်ဒေသခံလူထုကစစ်ပွဲကြောင့်ဒီနေရက်ဒီအရက်ကနေပြီးတော့စွန့်ခွာထွက်ပြေးသွားရတယ်ဒီစစ်ပွဲတွေမရှိတော့ဘူးဆိုရင်တော့မှသူတို့မှပြန်လာစရာအိမ်နေချမ်းတွေမရှိတော့ဘူးဆိုတော့အဲ့ဒီအိမ်နေချမ်းတွေကလုပ်ငန်းရှင်ကြီးတွေစီမှာငှားထားပြီးပါပြီအဲ့လိုငှားတာကလည်းသူတို့စီကနေငှားတာမဟုတ်ဘူးဆိုတော့ဒီလိုပေါ့နော်နိုင်ငံခြားယင်းနှိမ့်မြုပ်နှံမှုတွေကိုဗဟိုပြုပြီးတော့စီးပွားရေးလေပတ်ဖို့စဉ်းစားတဲ့အခါမှာအုပ်ချုပ်သူလက်နက်ကင်တွေနဲ့ဒေသခံလူထုကြားထဲမှာပို့ပြီးတော့ဗရာတလန်တန်တလန်ဖြစ်လာတယ်ပေါ့နောက်ဒုတိယတစ်ချက်ကတော့တင်ရန်ဇာတအကြောင်းပါဒီအရင်အမြင့်ထိန်းချုပ်ရေးနဲ့အမျက်ထုတ်မှုပေါ့ဆိုတော့ရှမ်းမြောက်မှာလက်နက်ကင်ချင်းပြိပခဖြစ်ပွားတဲ့နေရာတွေကိုကြည့်လိုက်လို့ရှိရင်တင်ရန်ဇာတ twin threat တွေရှိရဲ့လောက်ကွက်တွေနားမှာအပြိုင်ဆိုင်ပြိပခတွေဖြစ်ကြတာကိုတွေ့ရပါတယ်ဒီတယံဇာတာတွေကိုတူးဖော်ဖို့နောက်ဒီတူးဖော်မှုတွေကနေအခွန်ကောက်နိုင်ဖို့ပေါ့နော်ဒီတယံဇာတာထွက်တဲ့နေရာတွေကိုအပြိုင်ဆိုင်ထိန်းချုပ်နိုင်ဖို့စ조사ရင်းနဲ့ပြိပခါတွေဖြစ်ကြတာပါအဲ့ဒီခါကျတော့ဒီ twin ထွက်လုပ်ငန်းတွေကိုမူဝါဒခိုင်ခိုင်မာမာနဲ့ဒေသခံလူထုကိုအကျိုးရှိအောင်ဆောင်ရွက်ရမယ့်အစားတစ်ဖွဲ့ထက်တစ်ဖွဲ့အပြိုင်ဆိုင်ပေါ့များတူးနိုင်ဖို့မြန်ရောင်းနိုင်ဖို့ဒါကိုပဲဦးစားပေးပြီးတော့ပြိုင်ဆိုင်နေကြရပါတယ်အကျိုးဆက်ကတော့ဒီပြိုင်ဆိုင်မှုတွေကြားထဲမှာဒေသခံတွေရဲ့လက်ငုပ်လက်ရင်လောက်ွက်တရားပါနေစာပင်အဖြစ်နဲ့ဝါမျိုးခံရပါတယ်
ဆိုတော့ညီကုန်းချုပ်အနေနဲ့ပြောရရင်လက်နက်ကင်အဖွဲ့တွေကပြိပခစီးပွားရေးကနေရတဲ့အကျိုးအမြတ်ကိုရှေ့တန်းတင်ထားကြတယ်ဒီနိုင်ငံခြားလုပ်ငန်းရှင်တွေအလိုကျအောင်ကိုယ့်အဖွဲ့ကတခြားတစ်ဖွဲ့ထက်ပို့ပြီးတော့များတူမြန်ရောင်းနိုင်အောင်ဒါတွေကိုပဲဦးစားပေးပြီးတော့ဒေသခံလူထုရဲ့လူမှုစီးပွားဘဝကိုမြင့်တင်ဖို့ကြတော့အခုချိန်ထိဦးစားပေးနေရမှာထားတာကျွန်တော်တို့မတွေ့ရသေးပါဘူးဆိုတော့ဒီလိုအကျိုးစီးပွားကွာဟချက်မြင့်လာတာနဲ့အမျှဒေသခံလူထုကပဲစိုးကျိုးတွေကိုခါးစည်းခံရပြီးတော့အုပ်ချုပ်သူလက်နက်ကင်တက်တွေနဲ့ဒီလူထုရဲ့ကြားထဲမှာစုံချက်ပြောက်ဆုံးလာတာဖြစ်ပါတယ်အခုကျွန်တော်တို့ဆွေးနွေးခဲ့တာကတော့ဒါရှမ်းမြောက်ဒေသမှာရှိနေတဲ့ပြိပခစီးပွားရေးရဲ့အကျိုးဆက်တွေကိုလူထုကဘာတွေခံစားရလဲဒီအကျိုးဆက်တွေကိုလူထုဘယ်လိုတုံ့ပြန်မှုစ조사လဲဒီအခင်းချင်းတွေကဘာလို့ဖြစ်နေရတာလဲဆိုတာကိုဆွေးနွေးခဲ့တာပါခင်ဗျဟုတ်ကဲ့ဆွေးနွေးပေးတော့တဲ့ panelist တွေကိုကျေးဇူးတင်ပါတယ်ဆိုတော့ကျမတို့ရဲ့ပဏာမဆွေးနွေးမှုကတော့ပြီးသွားပြီဖြစ်ပါတယ်ရှင်ဆက်လက်ပြီးတော့အမေးဖြေကဏ္ဍကိုသွားကြည့်ပါတယ်အခုပွဲစဉ်ကိုတက်ရောက်လာကြတဲ့ participant တွေစီကနေမိကုနဲ့မှတ်ချက်တွေကိုလက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်ရှင်ဒါအပြင်ဒီနေ့ဆွေးနွေးမှုနဲ့ပတ်သက်ပြီးတော့လည်း participant တွေရဲ့မှတ်ချက်စကားတန်အောင်လည်းကျမတို့နားထောင်ကြပါတယ်ရှင်ဒါကြောင့်မို့လို့ raise hand button လေးကိုသုံးပြီးတော့ကိုယ့်ရဲ့အမြင်ကိုလည်းဆွေးနွေးဖလှယ်ပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ဟုတ်ကဲ့ပါရှင် chat box မှာမိကုန်းတစ်ခုပို့ထားပါတယ်ရှင်ကျမဒီမိကုန်းကိုဖတ်ပြချင်ပါတယ်လက်ရှိဖြစ်နေတဲ့ထိခိုက်နစ်နာမှုတွေကိုအထီးအခိုက်နည်းအောင်တက်တာအောင်ဒါကိုဘယ်လိုပြင်ပိုကောင်းလာမယ်လို့ထင်ပါတယ်ဒီမိကုန်းနဲ့ပတ်သက်ပြီးတော့ panelist တွေကဖြေပေးပါအောင်ရှင်โอเคအဒီမေခွန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဖြည့်ပေးခြင်းပါတယ်ပေါ့နော်ဒီအချိန်ကြောင်းမှလားဆိုရဲဒီမေခွန်းတွေနဲ့ပတ်သက်ပြီးတော့ဖြည့်ရမယ်ဆိုတော့ဒီရေတိုကာလမှာချက်ချင်းဒီအပြောင်းလဲတစ်ခုခုမြင်ရဖို့တော့လွယ်မယ်တော့မထင်ပါဘူးခင်ဗျဘာလို့လဲဆိုတော့ဒီနေမြေမှာမတင်ငိမ့်တာနေမြေမတင်ငိမ့်တာတွေရှိနေသေးတာတကြောင်ရယ်ပြီးလက်နက်ကင်အချင်းချင်းတွေကြားမှာပြိပခဖြစ်နေသေးရတဲ့တကြောင်ရယ်ပေါ့နော်ပြီးရင်နောက်ဆုံးဆွန်ပြောရမယ်ဆိုတော့ဒီကုံသွေးရေးလက်မကြီးကလည်းအခုချိန်ထိမလဲပတ်နိုင်သေးတဲ့ဟာတွေကြောင့်မို့လို့ချက်ချင်းအပြောင်းလဲတွေကတော့မြင်ရအောင်မှာတော့ကျွန်တော်တို့မတွေ့ရသေးဘူးပေါ့နော်ဒီရှော့နိုင်မဲ့နီလန်းရှိလားဆိုတော့ဒီမေခွန်းပေါ်မှာတော့ဒီလူထုတွေရဲ့အတန်တွေလူထုတွေရဲ့လူလားချက်တွေကိုလုံလုံချုံချုံနဲ့ဒီဖော်ပြနိုင်တဲ့ platform တွေရှိလာမယ်ဆိုရင်တော့ဒီပြည်သူတွေရဲ့ခန်းစားချက်တွေကိုတော့ရှော့ချနိုင်မယ်လို့ဒီအကျိုးဆက်တွေပေါ့နော်ခန်းစားနေရတဲ့အကျိုးဆက်တွေတော့ရှော့ချနိုင်မယ်လို့ကျွန်တော်တို့တော့ထင်ပါတယ်ဒါမဲ့ဒီလိုမျိုးဖြစ်လာဖို့ဆိုရင်တော့ဒီ formal institution တွေအလုပ်ဖြစ်ရင်မဖြစ်ဘူးဆိုရင်အခုရှိနေတဲ့ဒီတိုင်းသားလက်နက်ကင်တွေရဲ့နယ်မြေမှာဥပဒေပြုရေးတွေပြီးရင်နောက်တစ်ခုသူတို့ရဲ့စီမံအုပ်ချုပ်ရေးရန်တရားတွေကဒီပြည်သူတွေရဲ့အတန်တွေပြီးရင်သူတို့တွေရဲ့လိုအားချက်တွေကိုတကားဖွင့်ပေးပြီးတော့နားထောင်ပေးမှသာဖြစ်လာမယ်လို့တော့ကျွန်တော်တို့ကပြောချင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဆွေးနွေးပေးသွားတဲ့မလန်းကြီးကိုကျေးဇူးတင်ပါတယ်ရှင်ဒါဆိုရင်ကျွန်မဆက်ပြီးတော့ live ကိုမေခွန်းနဲ့ဆွေးနွေးမှတ်ချက်စကားတန်တွေကိုဖိတ်ခေါ်ပါမယ်နော်ဒီနေ့ဆွေးနွေးခဲ့ရတဲ့ပတ်သက်ပြီးတော့ participant တွေရဲ့သဘောထားအမြင်ကိုကျမတို့နားထောင်ကြပါတယ်ဒါကြောင့်မလို့ participant တွေအနေနဲ့ raise hand button လေးကိုသုံးပြီးတော့ကိုယ့်ရဲ့အမြင်ကိုလွတ်လွတ်လပ်လပ်ဆွေးနွေးဖလှယ်ပေးဖို့လည်းဖိတ်ခေါ်ချင်ပါတယ်ရှင်လောလောဆယ် chat box မှာပို့ထားတဲ့မေခွန်းတစ်ခုရှိပါတယ်ဒီမေခွန်းကိုကျမဖတ်ပြချင်ပါတယ်ရှင်ဒေသခံတွေကမြန်မာစစ်တပ်အောက်မှာပဲဖြစ်ဖြစ်တိုင်းရင်းသားလက်နက်ကင်တွေအောက်မှာပဲဖြစ်ဖြစ်အခန့်ဘက်ကကြီးပဲဖြစ်နေတယ်။ဒါဆိုရင်စစ်တပ်ရောလက်နက်ကင်တပ်တွေရောဘာမှမထူးဘူးလို့များပြောချင်တာလားရှင့်။ဒီမိကွန်းနဲ့ပတ်သက်ပြီးတော့ panelist တွေကဖြေပေးပါအောင်ရှင့်။ဟုတ်ကဲ့ဒီမိကွန်းကိုကျွန်တော်ဆွေးနွေးကြည့်ပါမယ်။တေချာတာကတော့စစ်တပ်မှာကတော့လူထောက်ခံမှုလုံးဝမရှိဘူးပေါ့နော်။ဒါကြောင့်ပဲဒီရှမ်းမြောက်ဒေသမှာစစ်စင်ရေး139နှစ်ခွန်စတဲ့အချိန်လက်နက်ကင်တပ်တွေကစစ်တပ်ကိုတိုက်ကြတဲ့အချိန်ကျတော့လူထုကဒီလက်နက်ကင်တပ်တွေအပေါ်ကိုအပြည့်အဝထောက်ခံကြတယ်ဒီအရန်ဖိနှိပ်လုံးနဲ့စစ်တပ်ကိုတိုက်ခိုက်တာနောက်အချိန်တိုအတွင်းမှာအောင်ပွဲတွေအများကြီးရတာဒီလိုစစ်ရေးစွမ်းဆောင်ချက်တွေကြောင့်အဲ့ဒီအချိန်မှာတော့လက်နက်ကင်တပ်တွေကလူထုထောက်ခံမှုအပြည့်အဝရှိတယ်ပေါ့ဒါပေမဲ့အခုအချိန်မှာကျတော့စစ်စင်ရေးကာလလို့မဟုတ်တော့ဘဲနဲ့ဒီဒေသအတွက်အုပ်ချုပ်ရေးစီမံရေးတွေနောက်ဝန်ဆောင်မှုပေးဖို့နောက်တော့တရားဥပဒေစိုးမိုးရေးကိုပုံဖော်ဖို့ဒီတာဝန်တွေပါလက်နက်ကင်တပ်တွေစီမှာရှိလာတယ်ပေါ့ဆိုတော့စစ်တပ်နဲ့ဒီလက်နက်ကင်တပ်တွေနဲ့အတူတူပဲလားဆိုရင်ခုနကျွန်တော်ရှေ့မှာပြောခဲ့တဲ့ခန္ဓာတွေနဲ့ပတ်သက်ပြီးတော့လက်နက်ကင်တပ်တွေကစွမ်းဆောင်ရည်ဘယ်လိုရှိလဲနောက်ဒီခန္ဓာတွေမှာသူတို့ရဲ့စွမ်းဆောင်လုပ်ကင်မှုတွေကဒေသခံတွေပေါ်ဘယ်လိုတက်ရောက်မှုရှိနေလဲဆိုတာတွေကိုဒီအကျိုးဆက်ကိုတကယ်ခံစားရတဲ့ဒေသခံတွေကိုယ်တိုင်ရပဲဆုံးဖြတ်ပြီးနိုင်မှာပါဂျားတွေကတစ်ဖွဲ့တရားယောက်ကဝင်ပြီးတော့ကွာတယ်မကွာဘူးပြောစရာမလိုဘဲနဲ့ဒီဒေသခံတွေကိုယ်တိုင်ရပဲခုနကျွန်တော်ရှေ့ရပြောခဲ့တဲ့အချက်တွေကိုကြည့်ပြီးဆုံးဖြတ်ပြီးလိမ့်မယ်လို့ကျွန်တော်ဒီလိုပဲဆွေးနွေးကြပါတယ်ခင်ဗျဟုတ်ကဲ့ပါဆွေးနွေးပြီးသွားတဲ့ကိုထက်ရှင်ကိုကျေးဇူးတင်ပါတယ်
ဒါဆိုရင်ကျမ live ကိုဆက်ပြီးတော့မေခွန်းနဲ့မှတ်ချက်စကားတန်တွေဖိတ်ခေါ်ပါမယ်ရှင့်ဟုတ်ကဲ့ပါရှင်ကျမ chat box ထဲမှာ participant ရဲ့မေခွန်းတစ်ခုကိုတွေ့ပါတယ်ရှင့်ဒီမေခွန်းကိုကျမဖတ်ပြချင်ပါတယ်ဒီမေခွန်းကတော့ဒီလိုသူများကိုလိန်ဖို့သွားတဲ့လူတွေကိုကယ်ဖို့တင့်လို့လားဘလို့ပဲဖြစ်နေနေမယိုးသားတဲ့အလုပ်ကိုဘယ်တော့မှမလုပ်သင့်ဘူးမလားဒီမေခွန်းနဲ့ပတ်သက်ပြီးတော့ panelist တွေကဆွေးနွေးပေးပါအောင်ရှင်ဟုတ်ကဲ့ဒီမျိုးကိုကျွန်တော်ဖြေလိုက်ပါမယ်ဗျဆိုတော့ပေါ့နော်ဒီကြားဖြတ်လုပ်ငန်းတွေကိုဆိုလိုချင်တယ်လို့တော့ကျွန်တော်ယူဆပါတယ်ဗျဆိုတော့ဒီကြားဖြတ်လုပ်ငန်းတွေမှာလှုပ်သွားလှုပ်ကြတယ်ဒီလုပ်ငန်းတွေကတမယိုးကြဖြစ်လာတယ်ပေါ့နော်ဒီဟာတွေမှာဟိုကျွန်တော်ပြန်စဉ်းစားလိုက်မယ်ဆိုရင်ဘာကြောင့်သွားလှုပ်တာလဲဆိုတော့အကြောင်းရင်းခံတစ်ခုကိုလည်းထည့်ပြီးတော့စဉ်းစားဖို့လိုပါလိမ့်မယ်ဗျဆိုတော့ကျွန်တော်တို့လည်းရှေ့မှာဆွေးနွေးခဲ့တယ်ပေါ့နော်ဒီကြားဖြတ်လုပ်ရတယ်ဆိုတာကဒီပြည်တွင်းမှာစီးပွားရေးအခြေအနေတွေနောက်ငွေကြေးကျပ်တဲမှုတွေဒီလိုမျိုးပေါ့နော်အကြောင်းရင်းတွေအများကြီးကြောင့်လောက်ကြရတာကိုများပါတယ်ဒီပုံမှန်ဒီရုံးလုပ်ငန်းတွေမှာပေါ့နော်ကျွန်တော်တို့ဒါပုံမှန်လစာတွေပေးနေရင်ဒါအလုပ်သမားခွင့်ရေးတွေရနေရင်ဒီလိုမျိုးအခွင့်အရေးတွေရှိနေရင်တော့ပေါ့နော်ကိုယ့်ရဲ့ဒီကိုကျင်တရားကိုရောနောက်ကိုယ့်ရဲ့လုံခြုံရေးကိုရောပေါ့နော်ဒီလိုအမခံချက်မရှိတဲ့လုပ်ငန်းတွေကိုမှရွေးချယ်ပြီးတော့မလုပ်တော့ဘူးလို့တော့ကျွန်တော်ယူဆပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်မေးခွန်းပြန်ကောက်အောင်မယ်ဆိုရင်တော့ဒီကြားဖြတ်လုပ်ငန်းတွေမှာဘာကြောင့်နော်တွားလုပ်ကြတယ်လုပ်တယ်မလုပ်ဘူးဒီလိုမျိုးအခြေအနေထက်ဆိုင်ပေါ့သူတို့ဘာကြောင့်လုပ်ရတယ်ဆိုတဲ့အကြောင်းရင်းကိုလည်းပဲကျွန်တော်တို့ထည့်ပြီးတော့စဉ်းစားဖို့လိုပါလိမ့်မယ်ဗျ။နောက်ဒီလိုမျိုးဘာကြောင့်လုပ်ရလဲဆိုတဲ့အကြောင်းရင်းကိုဒါနားလည်နိုင်မှသာမှာပေါ့နော်ဒီလိုအခြေအနေတွေကိုဘယ်လိုမျိုးပြင်ဆင်ရမလဲဒီလိုအဖြစ်အပျက်တွေကိုဒီလူမှုရေးအဖြစ်အပျက်တွေကိုပေါ့နော်ဘယ်လိုမျိုးပြင်ဆင်ရမလဲဆိုတဲ့ဟာကိုကျွန်တော်တို့ပို့ပြီးတော့မှကြိုးပမ်းနိုင်မယ်လို့ယူဆပါတယ်ဗျဟုတ်ကဲ့ပါမေကိုဖြီးပြီးသွားတဲ့မယီမို့ကိုကျေးဇူးတင်ပါတယ်ကျမတို့ရဲ့အစီအစဉ်အချိန်အကန့်အသတ်ကြောင့်အမေးဖြေကဏ္ဍကိုဒီလောက်နဲ့ပဲရန်နာပြရစီရှင်ဒီနေ့ဆွေးနွေးခဲ့ရတဲ့ပတ်သက်ပြီးတော့ panelist တွေအနေနဲ့ဗာများထပ်ပြီးတော့ဖြစ်ဆက်ချင်ပါသေးတယ်လေရှင်ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့ဆွေးနွေးခဲ့သမျှကိုအနှစ်ချုပ်ပြီးတော့ကျွန်တော်အချက်၃ချက်လောက်ပြောပြချင်ပါတယ်ပထမဆုံးတစ်ခုကတော့ဒီစစ်စင်ရေးတစ်တုံညာနှစ်ခုနောက်ပိုင်းမှာရှမ်းမြောက်ဒေသမှာအုပ်ချုပ်သူအပြောင်းအလဲဖြစ်သွားတယ်ပေါ့နော်အဲ့ဒါနဲ့တပြိုင်နက်ပဲဒီဒေသထဲမှာပြည်ပခါနဲ့ဆက်နွယ်တဲ့စီးပွားရေးကအရှိန်ဟုန်ကောင်းလာတယ်ပေါ့ဆိုတော့ဒီအမြတ်အစွန်းကိုဗဟိုပြုတဲ့ပြည်ပခစီးပွားရေးကဒီဒေသမှာအရှိန်ဟုန်ကောင်းလာတယ်အကျိုးဆက်အနေနဲ့ကျတော့ဒေသခံလူထုကလူမှုစီးပွားရိုးရာဓလေ့နဲ့တဘာဝပတ်ဝန်းကျင်တွေပေါ်မှာတက်ရောက်တဲ့ဆိုးကျိုးတွေကိုဒေသခံတွေကခံစားရတယ်ပေါ့လက်နက်ကင်တက်တွေကဒီပြည်ပခစီးပွားရေးကနေအကျိုးမြတ်တွေရနေပြီမဲ့တစ်ဖက်ကဒေသခံတွေကကျတော့မီယိုဖလာနေထိုင်ကျင့်သုံးလာတဲ့လူမှုစီးပွားဟန်ချက်တွေပြတ်ကုန်တာအခွန်တွေတိုးပေးရတာအပြင်လုံခြုံရေးအတွက်စိုးရိမ်ရတဲ့အခြေအနေတွေပါအခုထိရှိနေအောင်ပါပဲပြီးတော့ဒီအိန္ဒိယနိုင်ငံရဲ့စီးပွားရေးလုပ်ငန်းတွေချဲ့ထွင်လာတာယင်းနှိမ့်နှံမှုတွေအရှိန်ဟုန်ကောင်းလာတာကလည်းဒေသခံတွေရဲ့ကိုယ်ပိုင်တရုတ်တကန်သူတို့ရဲ့ဘာသာစကားသူတို့ရဲ့ရိုးရာဓလေ့တွေချင်းချောက်ခံရတယ်လို့ဆိုတဲ့ခံစားချက်မျိုးဒေသခံတွေစီမှာပို့ပြီးတော့ကဲလာပါတယ်ဆိုတော့တစ်ဖွဲ့နဲ့တစ်ဖွဲ့လက်နက်ကင်တက်တွေတစ်ဖွဲ့နဲ့တစ်ဖွဲ့အပြိုင်ဆိုင်တူးဖော်နေကြတဲ့တင်ရစာတလုပ်ွက်တွေကလည်းဒေသခံတွေအတွက်ကြတော့ပြာရီနှုံးတွေပဲခြံထားနိုင်ခဲ့ပါတယ်နောက်ဒုတိယတစ်ချက်ကတော့ဒေသခံတွေစီမှာရွေးချယ်စရာအရန်နှဲပါလုံးနေတာကိုသတိပြုစေချင်တာပါရှေ့မှာကျွန်တော်တို့ပြောခဲ့သလိုပဲဒီပြိပခစီးပွားရေးရဲ့ကြုံရတဲ့အကျိုးဆက်တွေကိုဖြည့်ရှင်းဖို့ဆိုရင်ဒေသခံလူထုမှာအခုချိန်မှာဖြည့်ရှင်းဖို့အတွက်တရားဝင်လုံထုံးလုံနည်း platform တွေရှိမနေဘူးပေါ့နော်ဒီမခံမရနိုင်လောက်အောင်ဖြစ်လာလွန်တဲ့အခါကြတော့မှဒါစွန့်စားမှုကြီးပေးပြီးထိတ်တိုက်ပေးဖို့ရွေးကြပါတယ်ဒီလိုရွေးချယ်တာတော့မှဒေသခံလူထုကလိုလားတဲ့ရလက်မျိုးထွက်လိမ့်မယ်ဆိုတာမသိကြဘူးပေါ့အဲ့တော့ရှင်ကြံရက်တီရေးကိုပဲဦးစားပေးပြီးတော့ကြုံသူလော်ခန့်ရင်လော်ခတ်မဟုတ်ရင်လည်းကိုမွေးရဲ့ကိုဌာနီကနေစွန့်ခွာသွားဖို့ရွေးကြတာမျိုးကိုကျွန်တော်တို့တွေ့ရပါတယ်။နောက်တတိယအချက်ကတော့ဒီလိုအခုလိုမျိုးစစ်စည်းဝါးရေးရဲ့စိုးကျိုးတံတွေကိုလူထုကခံစားနေရတဲ့အကြောင်းရင်းကိုသတိချက်စီချင်တာပေါ့နော်။ဒီလက်နက်ကင်တက်တွေအနေနဲ့ဗန္နာရေးတောင်တင်ဖို့အတွက်အငင်းပွားနေစေတယံဇာတနေမြေတွေမှာများတူးနိုင်ဖို့မြန်ရောင်းနိုင်ဖို့အာရုံစိုက်နေတာနိုင်ငံတကာလုပ်ငန်းရှင်တွေကိုပဲမျက်နှာမူပြီးတော့စီးပွားရှာလို့ကောင်းတဲ့အခင်းအကျင်းကိုဖန်တီးပေးနေတာဒါတွေကဒေသခံလူထုရဲ့အကျိုးစီးပွားနဲ့ဒီလူနေမှုတလေတွေကိုလုံးမျက်ွယ်ပြုတယ်လို့ဖြစ်နေပါတယ်ဒီလောက်ရတွေကဒေသခံတွေအတွက်ဆိုလို့ရှိရင်ဒီစားဝတ်နေလိုမျိုးရုပ်ဝတ္ထုအကျိုးစီးပွားတွေမဟုတ်ဘဲနဲ့သူတို့ရဲ့ဘာသာစကားတွေသူတို့ရဲ့ဒလိထုံးတမ်းတွေဒီလိုတန်မိုးထားမှုတွေကိုပါထိခိုက်စေပါတယ်ဆိုတော့ရှမ်းမြောက်ဒေသမှာအုပ်ချုပ်သူကပြောင်းသွားပြီမဲ့ဒီဒေသခံတွေအတွက်ကတော့ရှေ့ဖုန်းကြီးခောက်တာနောက်ဖုန်းကြီးခောက်တာဖူးရောင်နေအောင်ခံရင်းနဲ့ပဲတရက်ချင်းစီအသက်ဆက်နိုင်ဖို့အတွက်ရုန်းကန်ရှင်သန်နေရအောင်မဲဆိုတဲ့အကြောင်းဆွေးနွေးရင်းနဲ့ကျွန်တော်ညီကုန်းချုပ်ချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ညီကုန်းချုပ်ဆွေးနွေးပြသွားတဲ့ကိုထက်ရှိတ်ကိုကျေးဇူးတင်ပါတယ်ဒီနေ့ဆွေးနွေးပွဲမှာတင်ပြခဲ့တဲ့အချက်အလက်တွေအပြင်တခြားသောသုတေသနတွေ့ရှိချက်တွေကိုလည်း ISP မြန်မာရဲ့ website ဖြစ်တဲ့ www.ispmyanmar.com နဲ့ social media တွေမှာလည်းအခမဲ့ဝင်ရောက်လေ့လာနိုင်ပါတယ်
ကျမတို့ရဲ့ ISP နဲ့အတူမိနစ်30အစီအစဉ်ကိုအချိန်ပေးပြီးတက်ရောက်လာကြတဲ့ကပြေရဝန်းသူရဝန်းသားတဦးချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ကြောင်းပြောရင်းနဲ့ဒီနေ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရနာပေးရစေရှင်